e-sport လောကရဲ့ဝင်ရောက်လာတဲ့ Marvel Rider ကဲဂိမ်းမာတို့ရေ Overwatch ကိုခြေရဖြတ်ပြီးကဘာကြီးတစ်ခုလုံးကိုလှုပ်ခတ်တော့မယ် Marvel Rider ဟာ e-sport လောကတွေကိုရောက်ရှိလို့လာခဲ့ပါပြီ NASX နဲ့ Marvel Game ကိုပူးပေါင်းပြီးတရားဝင် Professional League ကြီးဖြစ်တဲ့ Marvel Rider Ignite ကိုအကြီးအကျယ်စတင်ကျင်းပနေပြီဖြစ်ပါတယ်ဒီပြိုင်ပွဲကြီးရဲ့စုစုပေါင်းစုချင်းငွေဟာ American Dollar 3 သန်းကျော်ဒါဟာမြန်မာငွေနဲ့တွက်မယ်ဆိုရင်တိမ်ပေါင်တောင်းနဲ့ချီတက်နဲ့ညာပြရဲ့စုကြီးတစ်ခုလို့ပြောရင်လည်းမမှားပါဘူးကဘာတဝမ်းကအင်အားကြီးအသေးတွေကိုစုစည်းဖို့အတွက်စိတ်လေးကိုခွဲထားပြီးအမေရိက၊ဥရောပ၊တရုတ်နဲ့အာရှအိုရှနီးယားတို့ကိုပေါင်းစည်းထားက Pacific ဒေသဆိုပြီးအကျိတ်အနယ်ရှင်းပြစေရပါလက်တလုံးမှာတော့ဒေသအလိုက်စိန်ဝဲအစ်စ်အုပ်စုပတ်တဲ့ပွဲစဉ်တွေကိုကဘာတဝမ်းမှာ direct ထုတ်လွှင့်ပြသနေပြီးခင်းထဲမှာလည်း New York မြို့ပေါ်အသစ်တွေနဲ့အတူအပြိုင်အဆိုင် view ဟာတွေကပိုပြီးကြောက်ဖို့ကောင်းလာပါတယ်အခုကျင်းပနေတဲ့စိန်ဝမ်းကနေထိပ်တန်းအသင်းတွေပဲ August လမှာလုပ်မဲ့ Mid Season Final ကိုတန်လှန်ဝေးရမှာဖြစ်တယ်လို့လာမယ့် November လကျမှကမ္ဘာ့ Champion Final ပွဲကြီးကိုခမ်းနားစွာဆင်နွှဲသွားဖို့ရှိနေပါတယ်။ဒါအပြင်အမှတ်ပေးစနစ်တွေအောက်ခြေကနေ Pro League ကိုတက်နှမ်းနိုင်မဲ့တန်ဆက်တန်းစီစနစ်တွေကိုပါထည့်သွင်းထားလို့တာမန်ခိမ်းမာရီအတွက်ပါအခွင့်အရေးတွေရှိလာတာပါ။ကဲ Breakfast ဒီထဲမှာရော Marvel Rival စရိုက်တွေရှိကြလား။ဘယ်ဟီးရိုးတွေကကိုယ့်ရဲ့ favorite လို့ဆိုတာကိုပြောပြခဲ့ကြအောင်နော်။